ထုံငက်ကဲသောနေထိုင်ရမယ်တလိုင်းများကဲ့သို့သခုံရမယ်ကောင်းကင်တစ်ခုတည်းမြေကြီးတစ်ခုတည်းဖန်ဆင်းရှင်စီဝါကိုရှိခိုးတော့ခါဘယ်ဆိုရင်မှုရှိအနေလေဒီချိုးတော့ကိုကျွန်ဟုဆိုကရှောင်းမသွားပဲသမုဒ္ဒရာနဲ့ရေတော့ဒီကျွန်ဟုဆိုကမလောင်ကျွမ်းစေပဲစီဝါဒီလေချိုးတော့ကိုစွန့်ခွာမသွားပဲမတာတန်ရောစင်မိခင်စိတ်ဒီချိုးတော့ကိုမမေ့စေပဲ1 2 3 hey မွေးဖွားစင်ငါမိခင်မရှိပဲမမွေးဖွားပဲစကားမရှိပဲဘာသာစကားမရှိပဲမပြောပဲအသက်ရှင်နေစဉ်စားလို့မရှိပဲတမရှင်နိုင်ပဲဒီဆုံးချိန်တွင်ချား